ဒါကြတော့လက်စစ်လုံးနေတစ်မျိုးပေါ့နော်ဒါကြတော့နည်းနည်းမြင့်သွားပြီလီအားလက်စစ်လောက်ခေါ်ရမှာပေါ့သူကပထမဆုံးသူ့ရဲ့အထိုက်ကိုလောက်တာဒီလိုပုံစံမျိုးနဲ့ပြီးတော့ဆက်အဟောင်းတွေကိုသူကအယူပြီးတော့အဲ့ဒါ quai ထင်းတယ်အဲ့ဒီ quai ကိုသူကအသုံးပြုမဲ့ထင်ပါတယ်ဒီချတိုက်ထားတယ်နော်ပြီးတော့အဲ့ဒါကိုလီအားလက်စစ်ရအောင်လုပ်မှာလီနဲ့တိုက်တဲ့နေရာမှာသူကအဲ့ဒါကိုထားလိုက်ရင်အဲ့ဒီအပေါ်ကပန်ကားနဲ့ဆိုရင်လီအားလက်စစ်ပေါ့တာပိုင်လို့ပေါ့ဒါပေမဲ့အဲ့ဒါကြတော့ quai လို့တယ်ပေါ့အဲ့ဒီဆက်ပစ္စည်းအဟောင်းတွေထက်ကနေရလာတဲ့ quai တွေသုံးလို့ရတယ်ဒီချကရေးရှော့လိုက်တယ်ပြီးတော့ခေါ်ရီကဘာညာလို့ပေါ့ပြီးအဲ့ဒါကိုလေတိုက်တဲ့နေရာမှာထားလိုက်ရင်အဲ့ဒီပန်ကားနေလဲပတ်ပြီးတော့လီအားလက်စစ်တော့မဟုတ်တော့ဘူးခွာလီအားလက်စစ်ရတော့မှာမိုက်တယ်နော်ဒီချကရေးရှော့လိုက်တယ်တကယ်တော့ power ရားလက်စစ်ဆိုတာကိုကလို့တိုင်ရင်ရားလက်စစ်လည်းရတယ်လီရားလက်စစ်နဲ့ရတယ်ဂျန်တဲ့အမျိုးမျိုးအနေနဲ့ power လက်စစ်ရနိုင်တယ်နော်နည်းနည်းလေးလာတတ်ဖို့ပဲလိုတယ်နော်အဲ့ဒါတွေကြတော့လူတိုက်လို့တတ်မယ်ထင်ပါတယ်နည်းနည်းဝါဒနာပါရင်ပေါ့ဝါဒနာပါတယ်လို့တော့နည်းနည်းခက်မယ်လှုပ်ချင်းတော့ကိုကရှာဖွေပြီးတော့လှုပ်ရင်တော့ဘာမှမဆိုဖြစ်နိုင်တာပဲနော်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလိုဟာမျိုးဆိုရင်အဲ့ဒီဟာတွေအရန်လိုအပ်တယ်အခုချိန်မှာမီးမရှိဖုန်းအားသွင်းမဲ့ဖက်စစ်မရှိဘူးဆိုတော့ကိုဘာတော့ကိုလို့တန်ရင်အနည်းဆုံးဖုန်းအားသွင်းနိုင်တယ်မီတီတစ်လုံးလောက်လင်းနိုင်တယ်မိုက်တယ်နော်လေတိုက်တဲ့နေရာမှာထားလိုက်တာခုလဲနေပြီအဲ့ဒါပန်ကာလို့ပေါ့ဖုန်းအားလည်းဝင်တယ်နော်မီးလည်းရသွားပြီမီတီနှလုံးလောက်တောင်ရမယ်ထင်ပါတယ်ဒီလိုဘုသူတိုက်ရတဲ့ဗီဒီယိုတွေကို channel နဲ့တင် share လုပ်ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်